ဒီအကွက်တွေကြောင့်စောစောစီးစီးအနားယူလိုက်ရတယ်လို့တချို့ဆိုရင်နဗန်းလောကကိုပါထာဝရနှုတ်ဆက်လိုက်ရတဲ့အထိဖြစ်ခဲ့ပူပါတယ်မင်္ဂလာပါကျွန်တော်တို့ No More Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့အန်ဒီရဲ့အလွန်အမင်းများလွန်းလို့73ခွင့်မရတော့တဲ့ WWE သူတို့ကစားကွက်တွေဖော်တဲ့အခါမှာအမြဲတမ်းအန်ဒီရဲ့ရှိပါတယ်အချိန်ကြာလာတဲ့နဲ့အမျှကစားကွက်တချို့ဟာတစုံတစ်ခုကိုတက်တည်ပြခဲ့ပါတယ်ဒါကတော့တချို့တော့စွန့်စားမှုတွေဟာဖြောဖြေရေးတက်တဲ့အတွက်မထိုက်တန်လောက်အောင်အန်ဒီရဲ့များလွန်းနေဆိုတဲ့အချက်ပါပဲအဲ့ဒီအတွက် WWE ကကစားသမားတွေရဲ့ကျန်းမာရေးကိုရှေ့ရှုပြီးဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်အဲ့ဒါကတော့အခုဖော်ပြပေးမယ့်ကစားကွက်တွေကိုအပီးတိုင်ပိတ်ပင်လိုက်ပါပဲနံပါတ်1 Pile Driver Pile Driver ဆိုတာနဗန်းလောကမှာတော့လူသိအများဆုံးနဲ့အလန်းဆုံးကစားကွက်ပါဒါပေမဲ့တစ်ဖက်မှာလည်းအန်ဒီရဲ့အရှိဆုံးဖြစ်ပါတယ်ဒီကစားကွက်မဟုတ်လေဘင်းကိုချန်ပီယံနဲ့တိုက်ရိုက်စောင့်မိစေတာဖြစ်ပါတယ်နည်းနည်းလေးအချိန်ဆလဲရတာနဲ့တစ်ဖက်လူကသူ့ရဲ့လေဘင်းနဲ့တက်တက်ကိုထိမိတော့တာပါပဲဒါကို Stone Cold Steve Austin တယောက်လက်တွေ့ခန်းစားခဲ့ရပူပါတယ်ပွဲအတွင်းကန့်တက်လိုက်ပါတယ်ဒီ Undertaker လိုမျိုး legend တွေကိုပဲ Tombstone လိုနည်းနည်းပိုစိတ်ချရတဲ့ပုံစံမျိုးကိုပဲအသုံးပြုခွင့်ပေးတော့တာပါအဲ့ဒါတော့မှတိတိကျကျတိကျမှုရှိမှသုံးခွင့်ရှိတာပါနံပါတ်1ကလထိုင်နဲ့ခေါင်းကိုတိုက်ရိုက်ချင်း chair shots to the head အရင်တုန်းကတော့ကလထိုင်နဲ့ခေါင်းကိုရိုက်တာဟာပုံမှန်လိုဖြစ်နေခဲ့တာပါအခုဒါပေမဲ့နောက်ွယ်မှာဘာတွေဖြစ်နေလဲသိပါသလားဒဏ်ရာတွေကတကယ်ကိုဆိုးဆိုးရွားရွားပါပဲမညံချိုးရင်းတာနဲ့ရေရှည်မှာအုံနောက်ပိုင်းဆိုင်ရာဝေဒနာတွေကိုခံစားလာရတာပါနဗန်းသမားတယောက်ပုဂ္ဂိုလ်ကိုတက်တည်သွားတဲ့အထိဖြစ်ခဲ့ရမှုတဲ့ဖြစ်တဲ့အဆိုးတွေလည်းရှိပါတယ်ဒီအကြောင်းကိုလည်းကျွန်တော်တို့နောက်လာမယ့်ဗီဒီယိုမှာတင်ဆက်ပေးတော့မှာမို့လို့ကျွန်တော်တို့ channel ကို follow လုပ်ထားပေးပါဦးအဲ့ဒီလိုအုံနောက်ဒဏ်ရာတွေရဲ့အကျိုးဆက်ကပိုတိတာလာတဲ့အခါမှာတော့ WWE ကအကြီးအကျယ်ပြောင်းလဲလိုက်ပါတယ်ခေါင်းကိုတိုက်ရိုက်တာလုံးဝမလုပ်ရလို့စီကန်းထုတ်ခဲ့ပါတယ်ဒါဟာနဗန်းလောကရဲ့ခစ်တစ်တစ်ခုလိုတောင်ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ပရိသတ်အကြိုက်ထက်ဘေးကင်းလုံခြုံမှုကိုပထမဦးစားပေးစဉ်းစားလာခဲ့ကြလို့ပါနံပါတ်3 The Punk Kick Randy Orton ရဲ့ Punk Kick ကိုမြင်ပူးကြမှာပါမြင်ရတာနဲ့တော်တော်လေးကိုကြောချမ်းစရာကောင်းတယ်မဟုတ်လားဦးကောင်းခုံကိုဘောလုံးကန်တယ်လို့အားနဲ့ပိတ်ကန်လိုက်တာကိုဒါကတစ်ဖက်လူကို knock out ဖြစ်သွားစေတဲ့ပုံစံမျိုးပြချင်တာပါဒါပေမဲ့တကယ်ကိုပဲအုံနောက်ကိုပြင်းပြင်းထန်ထန်ထိခိုက်နိုင်တဲ့ risk အများများလွန်းပါတယ် WWE ကဒီကစားကွက်တွေကိုပုံမှန်သုံးခွင့်ပိတ်ပင်လိုက်တာပါအခုဆိုရင်ဒါကိုမြင်ရဖို့အတော်လေးခဲရင်သွားခဲ့ပါပြီနံပါတ်4 The Buckle Bomb The Buckle Bomb ကတော့ရိုးရိုးလေးနဲ့ကြောက်စရာအကောင်းဆုံးပါပဲတစ်ဖက်လူကိုမလိုက်ပြီးကျိုးဝိုင်းတော့ turn buckle ကိုကြောရိုးနဲ့တက်တက်ပစ်ပေါက်လိုက်တာပါအဲ့ဒီမှာလေဘင်းနဲ့ကြောရိုးကအချိန်အကုန်လုံးကိုတန်ခံလိုက်ရတာပါနံပါတ်5 The Vati Breaker ဒီကစားကွက်ကတော့တစ်ဖက်လူကိုနောက်ကနေဇောက်ထိုးမလိုက်ပြီးလက်နှစ်ဖက်ကိုပါတွဲချိတ်ထားလိုက်တာပါပြီးရင်နဗန်းသမားကအရှိကိုမောက်ချလိုက်တဲ့အခါတစ်ဖက်လူကခေါင်းနဲ့လေဘင်းအရင်စိုက်ကျသွားတာပါဘလို့မှဘေးကင်းအောင်မကစားနိုင်တဲ့အတွက် WWE ကပြတ်သားပဲပိတ်ပင်ခဲ့ပါတယ်နံပါတ်6 The Muscle Buster ကြီးရတာတော့အပါပြီးထိမ့်ချုပ်ထားနိုင်တယ်လို့ထင်ရပါတယ်အဲ့ဒီအထိဖြစ်လာပြီးတဲ့ခါမှာတော့ WWE ကဒါကိုပိတ်ပင်ခဲ့ပါတယ်နံပါတ်9 The Canadian Destroyer The Canadian Destroyer ကတော့မြင်ရတာအလန်းဆုံးကစားကွက်တွေကတစ်ခုပါတစ်ဖက်လူကရှေ့ကိုကုန်းနေတဲ့အနေအထားမှာတိုက်ခိုက်သူကကြောပေါ်ကနေရှေ့ကိုကျွန်းထိုးလိုက်ပြီးအချိန်နဲ့တစ်ဖက်လူရဲ့ခေါင်းကိုကျမ်းပြင်နဲ့စိုက်ကြအောင်ပြန်ဆွဲချတာမျိုးပါကျွန်းထိုးပြီး pile နံပါတ်8 The Crump Stop တစ်ဖက်လူကလေးဖက်ထောက်နေတဲ့အချိန်နဗန်းသမားကခုန်တက်ပြီးသူ့ရဲ့ခြေထောက်နဲ့တစ်ဖက်လူရဲ့ခေါင်းကိုကျမ်းပြင်နဲ့စောင့်ပြီးတော့ဖိနှင်းချလိုက်ရတာပါဘယ်တော့မှအနေကင်းမှာမဟုတ်ပါဘူးဒါကလည်းပြိတ္တတွေရင်ခုန်ရတဲ့အချက်တွေကတစ်ခုပါဒါပေမဲ့ဖျော်ဖြေမှုနဲ့ထိခိုက်ဒဏ်ရာရမှုတွေကြားကစီကန်းကအရန်ပါလွာပါတယ်အဲ့ဒီစီးကိုကြော်သွားတဲ့အခါမှာတော့ WWE လိုအဖွဲ့အစည်းကြီးကတော့မှဒီစကားကိုပြောရပါတော့တယ်ဒီကစားကွက်ဟာလူတစ်ယောက်ရဲ့အသက်နဲ့လဲဖို့မထိုက်တန်ပါဘူးတဲ့ကဲမိတ်ဆွေတို့ကတော့ဒီပိတ်ပင်ထားတဲ့ကစားကွက်တွေထဲမှာဘယ်ဟာကကြောက်စရာအကောင်းဆုံးလဲပြီးတော့
WWE ရဲ့ဆုံးဖြတ်ချက်တွေကမှန်ကန်တယ်လို့ထင်ပါသလား comment မှာရေးခဲ့ပေးကြပါဦးဒီဗီဒီယိုကိုကြိုက်နေတဲ့ရင်လည်း like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ